မိစ္ဆာဖန်းသူဆရာတယောက်ကမိမိအသက်ကိုစတေးပြီးအမီးကိုချောင်းနဲ့မြေခွေးဘုရင်မကိုချုပ်နှောင်ထားနိုင်ခဲ့ပါတယ်ဒီလိုနဲ့နှစ်ပေါင်း1000ကြာတော့မြို့လေးတစ်မြို့မှာမိမ့်မပြိုလေးလင်းရွံဟာမရရှိရနဲ့သူမအားလိမ့်လေပြီးကာမရယူခဲ့တဲ့ချစ်သူနဲ့သူမကိုနှာဘူးတယောက်နဲ့အတင်းအကျပ်လက်ထပ်စေခဲ့တဲ့ဖခင်ကြောင့်မြေခွေးဘုရင်မအားချုပ်နှောင်ထားတဲ့တစ်ပင်မှာကိုတက်တည်ခဲ့ပါတယ်သူမရဲ့သွေးတွေကြောင့်မြေခွေးဘုရင်မဟာပြန်လည်လွတ်မြောက်လာပြီးသူမခန္ဓာကိုယ်အားမောင်ပိုင်စည်းလိုက်ပါတော့တယ်ပထမဆုံးဒေနာနဲ့လင်းရိုးတစ်ဖြစ်လဲမြေခွေးမဟာသူမရဲ့ရည်စားဟောင်းအိမ်သွားပြီးသူမကိုနှိပ်စက်ခဲ့တဲ့သူတွေအားလုံးကိုပြန်ကလဲစားချေပါတော့တယ်မြေခွေးဘုရင်မဟာသူမအမီးကိုချောင်းကိုမိမ့်မပြိုလေးတွေဖြစ်ဖန်ဆင်းလိုက်ပြီးမြို့တော်တဲကိုတူးမြိုင်လာပါတော့တယ်သူမဟာစွမ်းအားတွေဖြည့်ဖို့အတွက်ယောက်ျားလေးတွေရဲ့ဝိညာဉ်ကိုဆုပ်ယူခိုင်းပါတော့တယ်ဒီလိုနဲ့မြို့လေးမှာယောက်ျားသားတွေရော့ပါလာပြီးအဖိုးကြီးတွေပဲကြံပါတော့တယ်မြေခွေးဘုရင်မဟာအဆုံးမရှိတဲ့စွမ်းရင်ပြန်ရဖို့အတွက်တတမအာယုံပါတဲ့နှလုံးတစ်ခုကိုစားသုံးရမှာဖြတ်ဖြစ်ပါတယ်အဲ့ဒီနှလုံးသားရှိသူဟာကြီးကြီးဖြူဖြူပေးမှအစွမ်းကတက်ရောက်မှာပါအဲ့ဒီနှလုံးသားပါတဲ့သူကတော့ចောင်းသားလေးချင်းပါမြေခွေးဘုရင်မဟာချင်းရဲ့နှလုံးသားကိုယူနိုင်တဲ့ဘသူမဆိုအခွင့်ထူးပေးမယ်လို့သူမရဲ့မြေခွေးမတွေကိုမလုံးပေးလိုက်ပါတယ်ချင်းဟာမြို့တော်ကိုစားမေးပွဲဖြေဖို့အတွက်ဒီမြို့ကိုဖျက်လာရမှာပါသူဟာရိုသားပြီးဥတူတူလေးပါသူကိုမြို့ထဲမှာတူးညံ့ဖို့အဖိုးကြီးကတားပေမဲ့သူကမြို့တော်ကိုမဖြစ်မနေသွားရမယ်ဆိုပြီးလမ်းမှာမှောင်တော့လမ်းပြောက်ပြီးမြေခွေးမတွေရဲ့မြူဆွဲခြင်းခံရပါတယ်သူ့ကိုတူးညံ့ခဲ့ခဲသူကတော့မိစ္ဆာနှိမ့်နှင်းသူမိမ့်မပြိုလေးရွယ်ပါရွယ်ကသူ့ကိုလာလန်းအတိုင်းပြန်မှုပြောပေမဲ့သူကမြို့ထဲတူးညံ့ရင်သွားခဲ့ပါတယ်အဲ့ဒီမှာမြေခွေးမတွေရန်ပြုတ်ခြင်းခံရပြီးရွယ်ကသူ့ကိုကဲရပြန်ပါတယ်